Amazon toner နဲ့ oh my god toner နဲ့မိတ်မျက်နှာကိုတန်ရှင်းလုပ်ပါမယ်စီရန်လေးလေးလိုက်အောင်မင်းနော်ဒါကတော့ moisturizer ပေါ့နော်ကျွန်မအသားရည်က6တက်တဲ့အတွက်ကျွန်မဒီလိုမျိုး moisturizer ခံပါတယ်အားလုံးပြီးရင် primer လေးလုပ်ပါမယ် primer လေးဒါကတော့ကျွန်မရဲ့ foundation step ပါဒါကတော့ပါးနေမရှိလို့နှာခမ်းတွေကိုပါးနေဖြစ်သုံးမှာပါနော်အားလုံးပြီးရဲ့ချိန်မှာဒီလို blend ပါမယ်ကျွန်မကိုပါးလေးလေးရဲဝိုင်းဆိုကျွန်မမျက်ခုံးမွေးဆွဲပါမယ်အားလုံးပြီးသွားချိန်မှာကျွန်မ make up လုပ်လေးဒါတော့ eyeliner မစိုးရသေးဘူးပို့ပါပဲဆိုတော့ natural beauty လေးဆိုဒီတိုင်းပဲသွားပါရမယ်အခုအကြောင်းသွားနေတာပါရာသီဥတုကဘယ်လိုပြောမလဲဆိုတော့မပူမအေးပေါ့နော်မပူမအေးမဟုတ်အေးတယ်စက်ခွန်ဒါပေမဲ့ကျမဟိတက်ရယ်30ပေါ့နော်30နဲ့ okay နေပါပြီကျောင်းသွားရဲ့ဗီဒီယိုရိုက်ကျမလမ်းမဲလျှောက်ပြီးသွားလိုက်တယ်ပေါ့နော်ကိုကျောင်းကိုခန်းကျင်က MB တွေမှာဆိုတော့ MB တွေနဲ့ဝင်ပါမယ်ကျမရဲ့အခန်းကိုရှေ့က3045ဆိုတော့အခုသွားနေရပါတော့